ဟုတ်ကဲ့မင်္ဂလာပါရှင် မင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ကစားသွားတဲ့အသင်းရဲ့ပေါ့နော်နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ရှင်ကျမတို့ နိုင်ချန်ယူနိုက်တက်ပါခင်ဗျာ Legend United ပေါ့နော်ဟုတ်ကဲ့ဒီနေ့ရှင်ပြိုင်ကစားသွားတဲ့အပေါ်မှာပေါ့နော်အားရကျေနပ်မှုရှိလားမသိဘူးရှင် ရှိခဲ့ပါရှိပါတယ် ဖက်သားတွေအားလုံးကလည်းကြိုးကြိုးဆဆနဲ့ပေါ့နော်အကောင်းဆုံးခြေပကိုတွေနဲ့ပေါ့နော်အကောင်းဆုံးကစားသွားတာတွေ့ရတယ်ဆိုတော့ပြီးရင်ဒီပြိုင်ပွဲအတွက်ပါပေါ့နော်ပြင်ဆင်ထားတာလေးတွေရှိတယ်ဆိုရင်လည်းပြောပြပေးပါအောင်ရှင်ဘယ်လိုမျိုးပြင်ဆင်မှုလေးတွေရှိခဲ့လဲပေါ့နော် ပြန်ပွဲတော့ပြင်ဆင်ထားတော့နောက်ပွဲတွေကြလို့ရှိရင်တော့ဒီထက်ကောင်းအောင်တော့ကြိုးစားရအောင်ပေါ့ပြင်ဆင်တခြားပြင်ဆင်ထားတော့ trade တော့တိတ်မရှိဘူး ကြားပြည်စင်တာကတော့ထွေထူးတော့မရှိပေမဲ့နောက်ပွဲကျရင်တော့ဒီထက်မကအကောင်းဆုံးချင်းပြန်နိုင်မှုကြိုးစားနေပါကြိုးစားတင်းအားလုံးနဲ့တိုက်တွန်းပါဗျာ ဟုတ်ကဲ့ပါကျေးဇူးတင်တယ်ဆိုရင်ဒီနေ့ရှင်ပြိုင်ကစားသွားတဲ့တစ်ဖက်အသင်းရဲ့ပေါ့နော်ကစားမှုအပေါ်မှာအမြင်လေးပေါ့နော်နည်းနည်းလေးသုံးသပ်ပေးပါအောင်ဘယ်လိုမြင်မိ သူတို့ကတော့ကောင်းပါတယ်သူကအတင်းကြီးနေနေကြောက်တယ်ဒီလာရှိမှသူတို့ကအတင်းကြီးကိုအဲ့လိုသူကတော့ကောင်းတယ်သူတို့ကလည်းကစားကွက်တွေနဲ့ဆိုတော့တော်တော်များများကလည်းစော့နိုင်ကြတယ် ဒီဘက်ကကစားသမားတွေကတော့တော်တော်လေးကောင်းခဲ့ပါတယ်တို့ပေမဲ့နောက်တစ်ခါနောက်ပွဲကျရင်တော့ကျွန်တော်တို့လည်းသူတို့လိုမျိုးကောင်းနိုင်အောင်ဒီလားကြိုးစားပါမယ် ကဲပါဆိုတော့ကျွန်တော်လည်းနောက်ပွဲတွေမှာပေါ့နော်အကောင်းဆုံးရလက်တွေနဲ့ပေါ့နော်ပြန်ပြိုင်ဆက်ဆိုင်မြိုင်လေးနဲ့ပေါ့နော်စူးစမ်းမှုလေးကိုပြန်မညှော်လင့်နေပါတယ်လို့နော်ဆိုတော့ဒီနေ့ interview ပေးတဲ့ဖြေကြားပေးတဲ့အတွက်ကြောင့်ကျေးဇူးများတင်တယ် ဟုတ်ကဲ့ပါ ကျေးဇူးပါလို့ပြန်တွေ့ကြမယ်နော် fighting ပါလို့